အစီများတာတော်တော်မဟုတ်ဘူးအလွတ်အလွန်ကိုနော်အစွန်းရောက်အောင်များလာတဲ့အခါအဝလွန်နေပေါ့ခေါ်တာပေါ့ဆရာကြီးမင်္ဂလာပါရှင်ဟုတ်ကဲ့ပထမဦးဆုံးကြတော့ဆရာကြီးအဝလွန်ခြင်းဆိုတာ obesity ကိုကျန်းမာရေးရသမီးတို့ဘယ်လိုမျိုးတွေများသတ်မှတ်သုံးသပ်တယ်ဆိုတာဆရာကြီးအရင်ဆုံးရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါဆရာကြီးဒါတော့အဝလွန်ခြင်းကဆရာတို့အနေနဲ့ဘာကြောင့်အလေးထားပြီးတော့ဆွေးနွေးရတယ်လဲဆိုတော့ဒီအဝလွန်ခြင်းရဲ့နောက်ဆက်တွဲပြဿနာကအသေးမှာတော်တော်ကိုကြရရိုက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အရင်တော့ကတော့ဘီပိုးစီပိုးကြောင့်အသေးပျက်စီးကြတယ်အခုအသေးအစီဖုံးခြင်းကဘီပိုးစီပိုးတဲ့ကြော်လွန်ပြီးတော့အသေးကိုဒုက္ခပေးတယ်ပိုပေးလာတာတွေ့ရတယ်အသေးအစားထိုးရမှလည်းဒီအဝလွန်ခြင်းကြောင့်အသေးအစီတက်ပြီးတော့အသေးအစားထိုးရတာတွေကပိုများလာတာတွေ့ရတယ်ဒါကျန်းမာရေးပြဿနာတစ်ခုဖြစ်တယ်ကျွန်တော်တို့ကဝါရာဖက်ထားလို့ရတယ်ပိန်နာအမှလုံးလို့မရဘူးဆိုတာအရင်တော့ကကျွန်တော်တို့ကဝါရာကိုလှတယ်ဝါရာပြည့်တယ်ဝါရာချမ်းသာတယ်နော်ဆိုတော့အဲ့ဒီဟာကိုယူလေးရှိပါတယ်မှန်ပါတယ်အဲ့ဒါတွေအကုန်မှန်ပါတယ်ဒါပေမဲ့ကျန်းမာရေးနဲ့အသက်ဆရာဝန်တယောက်ရဲ့ရှုထောင့်အနေနဲ့ကတော့အဝလွန်ခြင်းဟာပြဿနာတစ်ခုပဲဖြစ်ပါတယ်အစီများတာတော်တော်မဟုတ်ဘူးအလွတ်အလွန်ကိုနော်အစွန်းရောက်အောင်များလာတဲ့အခါအဝလွန်နေပေါ့ခေါ်တာပေါ့စားတဲ့စားခန္ဓာကိုယ်လိုအပ်ထားတဲ့များရဲ့ဒါဝလာတာပဲဝလာတဲ့အခါမှာအဲ့ပိုနေတဲ့အစားအသောက်တွေနော်အာဟာရတွေကခန္ဓာကိုယ်ကဘာလုပ်လဲဆိုအစီအနေနဲ့စုတယ်ခင်ဗျာထမင်းပဲစားစားခေါက်ဆွဲပဲစားစားအချိုရည်ပဲတောက်ဝင်လာတဲ့အဲ့ energy ပေါ့နော်အာဟာရတွေကပိုနေရဲ့ခန္ဓာကိုယ်အစီအနေနဲ့တိတ်တယ်အသားအနေနဲ့လည်းမတိမ်ဘူးဘာနဲ့မတိမ်ဘူးပိုရာအစီအနေနဲ့ဖြစ်လာတယ်အဲ့မှာလည်းတခုသုံးညတာတကဘာလုံးမှာသုံးတဲ့အတိုင်းတာနဲ့ကျွန်တော်တို့အာရှတိုက်မှာသုံးတဲ့အတိုင်းတာနည်းနည်းလေးกว่าတယ်25ဆိုရင်အကျော်ရည်ဟိုဘက်မှာဝပြီလို့နော်အလေးချိန်ပုံများတယ်လို့သုံးမိမယ်ကျွန်တော်တို့ကတော့23ကျော်ရည် Asian တွေအတွက်ကတော့စပြီးအလေးချိန်ကရှိတဲ့တာတဲ့များနေပြီအဲ့ဒါမှ25ကျော်သွားပြီဝလာပြီ30ကျော်ရင်အရန်ဝတယ်40ဆိုရင်တော့အဝလွန်တစ်ဖက်ကန်းကအဝလွန်တာပေါ့အဲ့တော့ကြည့်လိုက်တာနဲ့ဝတယ်မဝဘူးဆိုတာဒီပုံနဲ့ကြည့်နိုင်ပါတယ်ဝတယ်မဝဘူးကြည့်ရင်တော့ဝတယ်ဆိုတာဘာဖြစ်တာအစီများတာပဲဝိများတဲ့လူနဲ့ဝတဲ့လူဆိုရင်ဝတဲ့လူကကျန်းမာရေးပြဿနာပိုများတယ်အဝလွန်ကဲတဲ့လူကြတော့ပိုများလာတာပေါ့နော်ခါကြီးတုံနေတဲ့လူတွေအဲ့တော့ဘိုက်မှာအစီစုနေတဲ့လူတွေကပိုပြီးတော့ကျန်းမာရေးပြဿနာရှိပါတယ်အဲ့တော့ဝါခြင်းကဘာဖြစ်စေလဲဆိုတော့ကျန်းမာရေးပြဿနာများကိုဖိတ်ခေါ်နေပါတယ်ဆင်ញညပါပြဿနာဘာလဲဆိုတော့ဟုတ်တယ်အပြူဘွားမှာဆင်ញညပါတော့အကုန်လုံးကြည့်လိုက်ရင်တေးသေးလေးတွေကြီးပဲပြဿနာဘာလဲဆိုတော့ယောက်ျားလည်းရပြီးတော့ဂိမဆိုင်တော့ဟုတ်တော့ပူဇံမလို့တော့အဲ့တော့ဟာစားကြတိုင်းစားပြီးဝါကြတိုင်းဝါလာနော်အဲ့ပြဿနာပါပဲဒါကြောင့်ယောက်ျားရပြီးရင်ဝါကြပါတယ်အဲ့တော့အဲ့ဒါတခုကျွန်တော်ညီးဘူးတယ်ကွာမမရလဲရပြီးစားလိုက်တာဖောင်းကားလာတယ်အဲ့တော့ကျွန်တော်တငယ်ချင်းအိန္ဒိယတယောက်ကပြောပါတယ်မင်းတို့ကံကောင်းတယ်တဲ့မင်းကံကောင်းသေးတယ်တဲ့ငါတို့စီမှာတော့ငါတို့မမွေးကလေးကအဖိုးတွေဖွားတွေကငါတို့ဒီလိုပဲ marriage နောက်စိတ်ဆက်ပြီးတော့မင်းကသူ့ကိုယူရမယ်သူကမင်းကိုယူရမယ်ဆိုအဲ့ဒါတွေစိတ်ဆက်ထားပြီးသားဒါကြောင့်အိန္ဒိယအမျိုးသမီးတွေကယောက်ျားမရခင်တည်းကဒီယောက်ျားငါရတော့မှာပဲဆိုတော့သိကြတော့အပြူပွားပါတဲ့ကဟုတ်ကဲ့အရန်ကိုဝနေတယ်တဲ့ဟုတ်လားဗမာဒီကံကောင်းမှသေးတယ်ဒါပေမဲ့သမီးတို့ကလည်းဒီအဝါတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေးကြလဲဆိုတော့နည်းနည်းဝလာတာနဲ့တိတ်ကြောက်ကြတဲ့အနေအထားမျိုးလဲတစ်ခါလေးကြာရင်နည်းနည်းအကြောက်လွန်တာရှိတတ်တယ်ပေါ့နော်ဆရာကြီးပြောသွားတဲ့အထဲမှာလူတစ်ယောက်ကသူ့ရဲ့တာမန်အနေအထားခန္ဓာကိုယ်ကာကွယ်ဖို့အတွက်လိုတဲ့အစီအစဉ်ရှိရဲဆိုတော့သမီးတို့ကျန်းမာတဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ကျန်းမာရေးကိုထိခိုက်စေတဲ့ဒီအစီစုတဲ့ပုံစံမျိုးကိုတေချာဂရုစိုက်ပြီးတော့ခွဲခြားပြီးသိဖို့လိုမယ်တင်တယ်နော်ဆရာကြီးအဲ့ဒါတော့လည်းဘာမှခက်ပါဘူးဆရာခဏပြောသလိုပေါင်းချင်းစက်နဲ့ပေချိုးလေးနဲ့ရှိရဲကိုတွက်လို့ရပါပြီဟုတ်ကဲ့